အားလုံးပဲမင်္ဂလာပါဗျ။ဝေးရောက်နေတဲ့ညီကိုတွေအတွက်ဒီစာလေးကိုဖတ်စေချင်ပါတယ်။ချိန်ပေးပြီးလဲနားထောင်စေချင်ပါတယ်။တနေ့ပြည့်ရင်ပြန်လဲပဲ၃နှစ်ပြည့်မှာတခါတည်းအပြီးပြန်လာတော့မယ်။ဒီစကားလေးတစ်ခွန်းနဲ့အိမ်ကအမေအဖေသားသမီးမိသားစုကိုနှုတ်ဆက်ပြီးနိုင်ငံရပ်ခြားကိုထွက်သွားခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းဟိုရောက်သွားတော့နည်းနည်းပူဆူလိုက်ဦးမယ်ပြည်စုံသွားမှပြန်မယ်ဆိုတဲ့အတွေးနဲ့ရက်တွေလတွေကနေနှစ်တွေအဖြစ်ပြောင်းသွားခဲ့ကြတယ်ဒီလိုနဲ့မပြန်ပြေးကြတဲ့သူတွေဘယ်လောက်များလဲသားသမီးတွေအေးရောက်တဲ့အထိအမေအဖေတွေအကြမ်းမာတော့တဲ့အထိတချို့ဆိုမရှိတော့တဲ့အထိတောင်အစင်မပြေသေးလို့ဆိုတဲ့စင်ကြီးတခွန်းတဲ့နဲ့အိမ်မပြန်ပြေးခဲ့ကြပါဘူးတကယ်တော့တို့ရဲ့လူရင်တမ်းမှုဆိုတာဘယ်တော့မှအဆုံးမရှိပါဘူး။ရှားနှုံးပြည့်စုံမှုဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ပြည့်စုံမှပြန်မယ်လို့မတွေးပါနဲ့။အဖေအမေနှစ်ပါးအတွက်မင်းရဲ့သားတယောက်ရဲ့မြတ်တာပါ။မင်းရဲ့ဇနီးမင်းရဲ့ခင်မွန်းအတွက်မင်းရဲ့မြတ်တာမင်းရဲ့သားသမီးတွေအတွက်အလိုအဆုံးကလည်းဖေဖေမေမေရင်ပင်ပါ။ဘောကမှာဘယ်သူတွေဘလောက်ကောင်းနေပါစေ။မိကအပေါ်ထားတဲ့သားသမီးမြတ်တာသားသမီးပေါ်မှာထားတဲ့မိကမြတ်တာကိုမိအောင်အစားထိုးလို့မရပါဘူး။အထူးသဖြင့်သားသမီးရှိတဲ့သူတွေအတွက်ပေါ့ကလေးဆိုတာနိုင်ငံလေးတုန်းမှာပဲအမေကိုဖတ်တွေ့တာအဖေပေါင်းပေါ်မှာအိတ်ချင်တာအဖေအမေရဲလို့တွတ်ခေါ်ပြီးအနာကနေမခွာချင်တာအဲ့ဒီပူကနေရတဲ့အချိန်လေးဟာတကယ်တော့အရန်တော်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်လေးကိုပဲကလေးတွေကပုံမင်းသွားတဲ့အထိရင်ထဲမှာမှတ်ထားကြတယ်ကလေးဆိုတာကြီးလာလေးသစိမ့်ဆန်လာပြီပဲသူမှသူ့အတိုင်းအဝိုင်းသူ့တငယ်ချင်းသူ့ဖုန်းနဲ့သူ့လောကတစ်ခုဖြစ်သွားတယ်။အဲဒီလိုအဖေနဲ့အမေကိုအလိုအဆုံအသက်ချွဲသုံးအချိန်မှာအနားမှမရှိခဲ့ရင်ဝေးသွားခဲ့ရင်နောက်မှပြန်လာတဲ့အခါမင်းဟာသူတို့အတွက်အဖေအမေမဟုတ်တော့ပဲဧည့်သည်တယောက်လိုဖြစ်သွားတတ်တယ်။ဝေကအချိန်မရွေးပြန်ရှာလို့ရတယ်။ဒါပေမဲ့ဖေဖေမေမေလို့ပြစ်ဖက်မဲ့အဲ့ဒီအရွယ်လေးကိုဘယ်တော့မှပြန်ဝင်လို့မရတော့ဘူးတူတူမနေနိုင်ရင်တောင်အချိန်ပေးပါဖုန်းလေးဆက်ပါအလဲလောက်တော့ပြန်လာပေးပါမင်းရဲ့ရွာကလေးကမင်းရဲ့အိမ်လေးကမင်းကိုမျောနေတဲ့အမေမျောနေတဲ့အဖေမျောနေတဲ့သားသမီးဇနီးမယားမင်းပြန်လာမယ့်ချိန်ကိုနေတိုင်းမျောကြည့်နေတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့အချိန်မနှောင်းခင်အိမ်ပြန်လာပါ